ဆုံးဒီ chain လေးတွေကိုကိုလိုချင်တဲ့ site တိုင်းထိုးမယ်ပေါ့နော်ဒါကကြတော့ရှေ့နောက်ပတ်လည်ထိုးမှာဒီပုံလေးကတစ်ခါတည်းထိုးမှာဆိုတော့လက်ပြတ်လေးထိုးမှာမလို့တစ်ခါတည်းရှေ့နောက်ပတ်လည်တစ်ခါတည်းထိုးရပေါ့နော်ပြောလို့ရှိရင်ဒီမှာကိုလိုချင်တဲ့ site ကိုပေကျိုးနဲ့တေးချလေးတိုင်းပေါ့နော်တိုင်းပြီးဒီမှာကတော့31လောက်ထိုးထားတယ်ရှည်ခွဲလေးမလို့ရှည်လေးကိုနည်းနည်းလေးခြံထားလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ရှည်မှာနားကိုလေးလည်းလာအောင်ပါဆိုတော့လေအဲ့တော့ပတန်လေးစထိုးပါမယ်စထိုးမယ်ဆိုရင်ပထမဦးဆုံး chain 1မှာ chain 1ထိုးပြီးရင် skip 3ပါ1 2 3ပြီးရင် DC လေးထိုးပါမယ် DC ကို 3DC ပါ1 2 3ပြီးရင် chain 1ထိုးပါမယ်ပြီးအဲ့ဒီခုနကထိုးထားတဲ့ပေါက်ထဲမှာပဲနောက်ထပ် 3DC ထိုးပါမယ်1 2 3ပြီးရင် chain 1ထိုးပါမယ် chain 1ထိုးပြီးသွားရင် skip 3ပါ1 2 3ပြီးခုနကnumber 4အပေါက်လေးမှာ slip stitch လေးနဲ့ထည့်လိုက်ပါမယ်နောက်ပြီးရှင် chain 1ဒီပုံစံတိုင်းမှာပဲ skip 3ပါ1 2 3ပြီးသွားရင်နေရာမှာ 3DC ထိုးမယ်3DC ထိုးမယ်ပြီးရင် chain 1ထိုးမယ်ပြီးရင် 3DC ထိုးမယ်ပြီးရင် chain 1ထိုးမယ်ပြီးရင် skip 3ပါ1 2 3ပြီး slip stitch လေးနဲ့ထည့်လိုက်ပါမယ်ဒီတိုင်းလေးဖြစ်ပါမယ်ရမ်းလာပါတယ်ပတန်လေးတွေကအဲ့တိုင်းလေးအပြည့်ထိုးရပါမယ်ဒုတိယတန်ကြလို့ရှိရင်ပြန်ပြပေးမယ်နော်အဲ့တော့ဒီမှာပြီးသွားပြီပေါ့နော်ဒီပထမတန်ပြီးသွားပြီဆိုရင်ဒီလိုမျိုးလေးဖြစ်နေပါတော့အဲ့ဒါကိုပထမဆုံး chain 3ပြောရလို့ရှိရင် chain 3 chain 6ဖြစ်မှာပေါ့တူတယ်ဒီခုနက chain 1ထိုးခဲ့တဲ့ပေါက်လေးတွေမှာ slip stitch နဲ့ဆက်လိုက်မယ်ပေါ့နော်ပြီးရင် chain 3ပြီးရင် DC လေးထိုးမယ်ဒီနေရာမှာထိုးမယ် DC ဒီလိုဖြစ်ပါမယ် chain 3ပြီးရင်ဒီနေရာမှာထည့်မယ် chain 3 DC ပြီးရင် chain 3ဒီမျိုးလေးဖြစ်သွားမယ်နော်အဲ့တိုင်းလေးကိုအပီးတိထိုးပါမယ်ကဲဒါဆိုရင်ပြီးသွားပြီပေါ့နော်ဒီလိုမျိုးလေးဖြစ်မယ်နောက်ဆုံးတစ်ယောက်သွားပြီဆိုရင် chain 3ပြီးရင်ဒီနောက်ဆုံး slip stitch ထိုးတဲ့နေရာမှာ double crochet ထိုးပါမယ်ပြီးရင်နောက်တစ် row ကျရင် chain 3ပြီးရင်ဒီနေရာမှာ double crochet ကိုနှစ်ခါထိုးပါမယ် DC ကိုဟုတ်ပြီပြီးရင် chain 1ပြီးရင်ဒီနေရာမှာနေရာလေးနော်ဒီအလေကနေရာလေးမှာ slip stitch လေးနဲ့ထိုးပါမယ်ဒီလိုမျိုးလေးဖြစ်ပါမယ်ပြီးရင် chain 1ပြီးရင်ဒီတိုင်လေးမှာဒီနေရာမှာ 3DC ထိုးမယ်1 2 3ဟုတ်ပြီနော်ပြီးရင် chain 1ပြီးရင်အဲ့ဒီနေရာမှာပဲ 3DC ထပ်ထိုးပါမယ်တော့ okay ဟုတ်ပြီပြီးရင် chain 1နေရာလေးမှာ slip stitch နဲ့ထိုးပါမယ်ပြီးရင် chain 1ဒီနေရာမှာ 3DC chain 1 3DC
chain 1ဒီနေရာမှာ slip stitch လေးထည့်ပါမယ်ထိုးပါမယ် okay အဲ့ဒါဆိုရင်ဒီတိုင်းလေးဖြစ်တော့ပါမယ်အရန်လှပါတယ်ဒီ pattern လေးကဒီလိုမျိုးလေးဖြစ်မယ်နော်ဒုတိယတန်းကြလို့ရှိရင်ဒီနေရာလေးမှာထိုးမယ် okay အဲ့တိုင်းလေးဆက်ထိုးမယ်ပြီးနောက်တစ်တန်းကြလို့ရှိရင်ဒီပုံစံတိုင်းပြန်လာမယ်ဒီတိုင်လေးတွေပြန်ထိုးမယ်အဲ့တိုင်းလေးထိုးလာပြီးတော့ကိုကရှင်ဘက်ပေါ့ရှီခွဲကိုအောက်နည်းနည်းချခြင်းနဲ့ဆိုရင်ကိုချခြင်းနဲ့တိုင်ကိုပီကျိုးလေးနဲ့တိုင်ပြီးအဲ့ရနေစပြီးတော့ V တက်မယ် V shape ဆိုရင်ပေါ့နော် V တက်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကထိတ်ကြမှဆိုရင်ထိတ်ရောက်တော့မှတက်မယ်ဒါကတော့ကိုယ်သဘောနဲ့ကိုကြိုက်တယ်လို့ထိုးရတယ်ပေါ့နော်အဲ့ဒါလေးကိုပြီးနောက်တစ် line ထိုးပြပါမယ်အဆုံးလေးရောက်လာပြီနော်အဆုံးလေးရောက်လာပြီဆိုရင် chain 1ရလို့ရှိရင် skip 3နေရာမှာ 3DC ထိုးမယ်1 2 3ဟုတ်ပြီနော်ဒီဘက်ကစခဲ့တဲ့အတိုင်းဒီဘက်မှာဒီတိုင်းအဆုံးတက်မယ်ပေါ့နော်ပြီးသွားရင်နောက်တစ် line ကျရင် chain 3ပြီးရင်ဒီပေါက်လေးတွေကို DC ထိုးမယ် okay ဒီလိုလေးဖြစ်မယ်ဒုတိယတိုင်းလေးပြီးရင် chain 3ဒီထဲမှာ slip stitch ထိုးမယ် chain 3ပြီးရင်မှာ DC ထိုးမယ်အဲ့တော့ဒီပုံစံတိုင်းကိုအပေါ်ကိုလည်းဒီပုံစံတိုင်းဆက်ထိုးရမယ်ပေါ့နော်ဒါဆိုရင်တော့ထိုးတက်မယ်ထင်ပါတယ်ဒီတိုင်းလေးဖြစ်မှာပေါ့နော်ဒီမျိုးလေးဖြစ်ပါမယ်နောက်တတိယပိုင်းကြာလို့ရှိရင်လည်းဒီဟာလေးတိုင်းဆက်ထိုးမယ်ပြီးဒီဟာလေးဒီ line လေးထိုးမယ်အဲ့တိုင်းလေးကိုဂျိုင်းစားတဲ့နေရာထိထိုးကြမယ်ကိုကခါးရှိရှိလေးကြိုက်တယ်ဆိုရင်တော့နည်းနည်းရူးပို့ထိုးပေါ့နော်ခတူလေးကြိုက်တယ်ဆိုရင်တော့တိုင်းရှည်ထိုးစရာမလိုကိုကြိုက်တဲ့ site တိုင်းကိုပေကျိုးလေးနဲ့တိကျတိုင်းထိုးမယ်ပေါ့နော်အဲ့တော့ဒါလေးကိုအရင်ထိုးထားကြည့်ကြပါခုနကပြောပြဖို့ကြံသွားလို့ပါဟိုထိုးတက်တဲ့သူတွေတော့သိမှာပေါ့နော်မထိုးတက်တဲ့သူတွေအတွက်ဒီနေရာလေးမှာရောက်သွားလို့ရှိရင်ဒီနေရာမှာ chain 3DC ထိုးပြီးတော့ဒုတိယတန်းကြလို့ရှိရင်ဒီလိုနေရာလေးဖြစ်သွားမှာပေါ့နော် 3D ဆိုပြီးအဲ့နေရာကြလို့ရှိရင် chain 3နဲ့မတက်ဘဲနဲ့သွားကြတော့ chain 1ပြီးသွားလို့ရှိရင်ဒီနေရာမှာ 3DC chain 1 3DC chain 1ဒီနေရာမှာ slip stitch အဲ့လိုလေးတွားမယ်ပေါ့နော်ဒီနေရာအဲ့လိုလေးဖြစ်သွားမယ် 3DC ဒီဘက်တိုင်းထောင်နဲ့အပေါ်တန်းကဒီလိုဖြစ်မယ်ပြီးရင်ဒီတိုင်းပြန်လာမယ်အားလေးပြောဖို့ကြံသွားလို့ပါ